ကဲဇလန်းလေးကတကယ်ကိုအလှည့်ပြောင်းနေတဲ့အချိန်တက်လာပြီနော်ရှေ့မှာတယောက်သူရေးစားရေးပြောင်းနေလို့ဖုန်းတွေဆက်ပြီးလိုက်ရှာနေတာမှတ်မိကြအောင်ပါဒါပေမဲ့သူတကယ်တမ်းတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ရင်ဘတ်ထဲဘုံပေါက်သွားတယ်လို့ပဲဘာလို့လဲဆိုတော့ကျောင်းသူတစ်လေးရနဲ့သူရေးစားရင်တို့ကနှစ်ယောက်တည်းထိုင်စားနေကြတာကိုခါကတော့ဘာမှစဉ်းစားမနေဘူးဒေါသတွေချောင်းချောင်းထွက်ပြီးဟိုင်းနဲ့ရှေ့မှာတင်ဒီမှာဒါငါယောက်ျားနင့်ကိုအပါမခံနိုင်ဘူးလို့အပိုင်ပြောပြီးရောင်းကိုလူလို့တောင်မထင်ပဲပစ္စည်းတစ်ခုလိုအတင်းဆွဲခေါ်သွားတော့တာပဲယုံကအတင်းရှင်းပြဖို့စူးစမ်းပေမဲ့ကတော့ဘာမှနားမထောင်ပဲလိန်ညာသူကြီးလို့ဆွဆွဲပြီးအကြီးအကျယ်ရန်ဖြစ်ပါတော့တယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဟန်နာကဂျပန်ဘက်ကနေပြောင်းလာတာမို့လို့ရန်စီမှာအကူအညီလာတောင်းတာပါပြီးတော့ရန်ကလည်းအကြောင်းကိုပဲအမြဲတမ်းဂုဏ်ယူပြီးပြောပြနေတတ်တာလေအဲ့ဒီတော့မှကလည်းအခြေအနေကိုနားလည်သွားပြီးဟန်နာနဲ့ပြန်တက်သွားတာပေါ့အတန်းထဲမှာကာဟနာကိုဘေးမှာထိုင်ခိုင်းလိုက်တာဟာဒီလိုအကြောင်းရင်းတွေရှိလို့ပဲအဲ့ဒီနောက်မှာတော့ကာဟနာကိုအကြောင်းနှံ့လိုက်ပြပါတော့တယ်ရိုက်ကူးရေးသမားတွေအလုပ်ရှုပ်နေတဲ့ directing department မင်းသားမင်းသမီးတွေလိုနေကြတဲ့ acting department နဲ့ကြောင်းပြီးရင် manager ဖြစ်မဲ့သူတွေရှိတဲ့ management department ဆိုပြီးစုံစုံလင်ပေါ့ဒီကြောင်းမှာကတော့အမြဲတမ်းအဆင့်တစ်ပဲလမ်းလျှောက်ရင်းနဲ့ဟာနာကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကရုပ်ရှင်ပိုစတာတစ်ခုကိုသတိထားမိသွားတယ်အဲ့ဒီထဲကကလေးမင်းသားလေးကိုကြည့်ပြီးအရန်ချောတာပဲအခုဆိုရင် strategy ဖြစ်နေလောက်ပြီလို့ပြောလိုက်တဲ့အခါအကပြုံးပြီးအဲ့ဒါငါတို့အတန်းပေါ်ပါလေးလို့ပြောပြလိုက်တယ်အောင်ဆိုတာကဒီเจ้าရဲ့တကယ်တတော်ပေါ့သူနဲ့တူသဘောကောင်းတဲ့ဆက်ဆောက်ရှုံလေးရဲ့ start ဖြစ်တဲ့အောင်နဲ့တို့လေးယောက်ကဒီเจ้าရဲ့ထီလေးတွေပဲသူတို့သွားလေရမှာမိန်းကလေးတွေကတော့ဝိုင်းဝိုင်းလဲပြီးအော်ဟစ်အားပေးနေကြတာနောက်တနေ့ကျောင်းတက်တဲ့အခါမှာတော့ဟန်တယောက်ကျောင်းကြီးကိုသဘောကျပြီးဓာတ်ပုံတွေတစ်ဖြက်ဖြက်ရိုက်နေတာသူကသူ့အိမ်မှာခေါ်ဆက်လို့ခေါ်တဲ့ဝက်ဝင်ရုံလေးကိုအမြဲတွဲထားတတ်သေးတယ်သူပျော်ပျော်ရွှင်ရွှင်နဲ့စားဖီရိုက်နေတော့မှာပဲအမှတ်မထင်ဓာတ်ပုံတွေကိုကိုအထင်ကြီးလို့နဲ့ကတယောက်ဝင်လာပါတော့တယ်